ရှင်တကယ်လုံးဖြစ်လားမလုံးဖြစ်လားတော့မပြောတတ်ဘူးပေါ့နော်အခုကကိုလည်းလေ့ကျင့်ရင်းနဲ့မြန်မာမှာရှိတဲ့ပေါ်တာတွေကိုလည်းဒီဂျပန်မှာပေါ့နော်ဘာတွေရှိလဲဂျပန်ရောက်ပြီဆိုရင်ဘယ်လိုတွေတွေ့ရလဲပေါ့နော်အဲ့လိုမျိုးလေးတကယ်လက်တွေ့ပေါ့နော်ပထမတော့စာရီ sharing လုပ်မလို့ပဲပေါ့နော်ကျွန်တော်လည်းအများကြီးတော့စာရီရနေရတော့မဟုတ်ဘူး3ပဲအောင်ထားသေးတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီစာလေးတွေ sharing လုပ်မယ်ပေါ့ဒါပေမဲ့စာတွေကကျတော့အများကြီး sharing လုပ်ထားကြတဲ့သူတွေလည်းရှိနေရပေါ့နော်အဲ့တော့ကျတော့ကျွန်တော်ကိုလည်းဖတ်ရင်လည်းကိုရဲ့ပေါ်တာတွေကိုလည်းမြင်ပူအောင်လို့ပေါ့နော်ဂျပန်မရောက်ခင်မှာဂျပန်ရဲ့ဒီထားတွေတို့ဘာလီဘယ်နေရာမှာဘာလီရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးဂျပန်မရောက်ခင်ဂျပန်ကိုကြိုရောက်တယ်ပေါ့နော်အဲ့လိုမျိုးရောက်နေတဲ့သူရဲ့ sharing လေးတွေလုပ်ပေးတဲ့ပုံစံလေးလုပ်ချင်လို့ပေါ့နော်ဒါကတော့ပထမဆုံး try နဲ့ပထမဆုံးတင်မဲ့ဗီဒီယိုဆိုတော့ထော်လောက်ကလန်နေဖြစ်နေလဲဒီခံပေးပါပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ဒီနေ့ပြပြမယ့်ဟာလေးရတော့ဒါကတော့ဂျပန်ဘိုက်ဆန်လေးပေါ့နော်ကျွန်တော်စီမှာရှိတဲ့ဟာလေးတွေပေါ့နော်အစုံတော့မရှိဘူးဒါပေမဲ့အစုံတလောက်နီးပါရှိတယ်ကျွေးစီလေးရင်ပြပြမယ်နော်ကျွေးရင်ပြပြမယ်ဒါလေးကတရန်ပေါ့နော်တရန်ဒီဘက်မှာဆို1တရန်ဒီမှာငွေရောင်လေးပေါ့နော်အလက်ကတားလာတယ်မလားစောင်းရသည်ဆိုဒီကံကြည့်ကြပါတရန်ပြီးတော့တရန်ပြလို့ရှိရင်ဒါကကြတော့9ရန်ပေါ့နော်ဒီမှာ9ရန်ပြီးရင်ဒါလေးက10တန်လေးပေါ့နော်10လက်ကတော်ဆိုးနေပြဒီဘက်ကလည်းဆိုးလာမသိဘူး10ကြီးလို့ပေါ့နော်ဘာမှမလိမ့်လို့ပါလှုပ်ချင်းနေလောက်ရလို့မဟုတ်ပါဘူးเนาะဒါလေးဆိုတော့ကြာပန်းလေးနဲ့100ပေါ့နော်ဒါလေးက100နောက်ပြီးတော့100ပြီးတော့ဒီမှာဒါလေးက50ဒါလေးက50ရန်ဒါလေးကကျတော့ပုံမြင်တွေကလို့ရွှေတင်ကားပြားလေးနဲ့တူတယ်ပေါ့နော်ဒါလေးကလူတော်များများစုဘူးလေးနဲ့စုကြတဲ့ဟာလေးပေါ့နော်ဒါလေးကရန်900တန်လေးပါမြန်မာငွေနဲ့ဆို1000ကျော်တယ်ပေါ့နော်ဒါလေးကအခုဈေးကျသွားတော့1000ကျော်ပဲပေါ့နော်ဆိုတော့ဒါလေးဆိုလို့ရှိရင်ဂျပန်လူတော်များစုကြတယ်ပေါ့โอเคဒါဆိုဒီအကျွေးဈေးလေးတွေကိုလေးတယ်ပေါ့နော်အကျွေးဈေးတွေကလေးတော့ကျတော့ဘာလုပ်လဲဆိုလို့ရှိရင်ဥပမာပေါ့နော်မျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘယ်လောက်ကြာလဲဆို260ခွန်ပဲထားပါ860ခွန်လို့ပါလို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်860ခွန်ဆိုလို့ရှိရင်လည်းဒီလိုပါလဲဒီလို1000နန်းပေါ့နော်1000နန်းမှာပြောလိုက်မယ်860ခွန်အကျက်ပေါ့နော်ကိုပြရမယ့်ဟာ860ခွန်ကြာတယ်ဆိုဒီလို1000နန်းပေးလိုက်လို့ရှိရင်သူကဘာဖြစ်လဲဆို133ပြန်အောင်မလားဆိုလို့ရှိရင်အကျိုးစီးတွေကထက်များလာအဲ့တော့ကိုရီးယားဒီမှာ860ခွန်ဆိုရင်1000နန်းပေးလိုက်လေရတယ်မြန်မာနိုင်ငံမှာလို့ဆိုဒါမှမဟုတ်1000နန်းပေးတယ်ပေးပြီးတော့ဘာဖြစ်လဲဆိုရင်ကိုစီမှာဒီလို100တန်းရှိနေဆိုရင်100 200 300ပေါ့နော်300 okay 300နဲ့ပြီးတော့ဒီမှာဆို50 60ဒီမှာဆိုထားပါတော့ဒါမှဆို360ခွန်ပေါ့ထပ်ပေးလိုက်အဲ့ဆိုသူကဒီလိုဟာလေးအမ်းမယ်ပေါ့နော်အဲ့လိုမျိုးပေးလို့ဆိုပြောလဲစိတ်မဆိုးဘူးသူကဘာလို့လဲဆိုတော့ကွာတရားတွေကိုတော်တော်များသောအားဖြင့်တော့ဆက်ထဲတော့သူကထည့်လိုက်တာပဲသူကလည်းသူတို့ရည်ရလည်းမဟုတ်ဘူးလေသူများနိုင်ငံဆိုတော့ထည့်လိုက်တာလည်းဒီမှာဘယ်လောက်ပေးတယ်ကျွေးစီတွေများနေလို့ပေးမှန်းသူတို့ကရတယ်နားလိုက်တယ်ပေးလို့ရတယ်ပေါ့နော်ကိုလေးဆိုလို့ရှင်သိရမလား1000နိုင်ကြီးရောဒီအားကြီးတွေရောပေးရမှာတမျိုးဖြစ်မလားမသိဘာလားအဲ့လိုစဉ်းစားကြရမလို့ပေးလို့ရတယ်ပေးလိုက်ပေါ့နော်ဒါဆိုပေးလိုက်တော့ဒါတော့1360ခွန်ပေးလိုက်တယ်ဆိုသူကဒါမျိုးလေးပြန်ပြီးတော့ပြန်အမ်းလိုက်မယ်ပေါ့နော်အဲ့လိုလေးပေါ့โอเคဒါဆိုဒီမှာ1000နဲ့ပါသွားပြီနော်ဒီမှာဒါတော့ချိုးပိုက်ဆန်တွေကကျတော့သူတို့ဒါမြန်မာမှာလိုပဲပေါ့နော်1000နဲ့ဆိုရင်တိတိလေးနဲ့ရွက်ကြီးကြီးအဲ့လိုမျိုးထုတ်တယ်အဲ့လိုပဲသူတို့ကလည်းအဲ့လိုမျိုးထုတ်တာရရှိတယ်ဒါပေမဲ့ဒါကတော့မခတ်ပါဘူးရွက်တွေကတော့မခတ်ပါဘူးဒီမှာ3ညလေးကြည့်လို့ရတယ်1000နန်းပေါ့နော်ဒါ1000နန်းပြီး9000နန်းကျွန်တော်မှမရှိဘူးနော်9000နန်းမရှိဘူးဒီမှာဆိုရင်ဒါဆို1000နန်းပေါ့နော်โอเคဒီလိုရွက်တွေအများကြီးပဲဂျပန်ရောက်လာပြီဒီလိုရွက်တွေအများကြီးပဲစုနိုင်ကြပါစေနော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အဲ့လိုလေးနောက်နေ့လေဒီ channel လေးမှာ sharing လုပ်သွားမှာပေါ့နော်ဒါဘာလို့လုပ်လို့မသိဘူးဒီလေးတစ်ခုလုပ်ချင်တော့နောက်နေ့ဆိုဒီလိုမျိုးဒီလိုဆက်လက်လေးပြီးရင်ဒီအောက်မှာရှိတဲ့တော့မှရှိတဲ့ဂျပန်စာဘာလေးတွေပေါ့နော်အဲ့လေးတွေကိုနည်းနည်းချင်းတင်သွားမယ်လို့တွေးရပါတော့နော်လိုက်ဖတ်ကြမယ်နော်လိုက်ကြည့်ကြမယ်ဂျပန်မှာဘာတွေတွေ့ရလဲဘယ်လိုတွေကြုံရလဲဂျပန်မြောက်ခင်အရင်ပေါ့နော်ဗီဒီယိုနဲ့ကျွန်တော်နဲ့အတူတူပေါ့နော်အရင်ရောက်မယ်လူမရောက်ခင်မျိုးလုံးနဲ့အရင်ရောက်ကြမယ်နော်โอเคတတာ